ရှေးတုန်းကတောရင်းတနေရာမှာတစ်ခတ်တဲလေးထိုးပြီးတရားအားထုတ်နေတဲ့ယတိကြီးတစ်ပါးရှိတဲ့အဲ့ဒီတစ်ခတ်ကျောင်းတိမ်ခန်းလေးနာကိုခွေးပိန်မလေးတစ်ကောင်လာပြီးတော့ယတိကြီးဆွန်းစားပြီးကြံတဲ့စွမ်းကြံလေးတွေကိုစားလေးရှိတယ်။အဲ့ဒီလိုနဲ့ဒီခွေးမလေးဟာနေ့စဉ်နဲ့အမျှစွမ်းကြံလေးတွေလာစားနေတာကြာလာတော့ယတိကြီးဟာခွေးမလေးကိုတနာတဲ့အပြင်တန်ရောစင်ဖြစ်လာပြီးလူအဖြစ်ကိုဖန်ဆင်းပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ခွေးမလေးဟာအရှင်လက်လက်လူမင်းကလေးဘဝကိုပြောင်းသွားတာပေါ့။ယတိကြီးဖန်ဆင်းထားတဲ့မင်းကလေးဆိုတော့လေရုပ်ရည်ဟာအလွန်လှပချုံးမွေ့နေပါတော့တယ်။ဒီလိုနဲ့မင်းကလေးဟာယတိကြီးရဲ့ဝေယဝစ္စတွေလှုပ်ပေးရင်တောထဲမှာနေလိုက်တာ။တနေ့တော့တောကစားထွက်လာတဲ့ဘရင်ကြီးကတွေ့သွားပါလေရော။ဘရင်ကြီးကထုံးစံအတိုင်းနှစ်သက်သဘောကျတော်မူတာပေါ့။သူတို့နှစ်သက်ပြီဆိုရင်ပိုင်ရှင်ရှိမရှိမေးမြန်းပြီးယတိကြီးထံတောင်းရမ်းပါတော့တယ်။ဘရင်မြတ်ကိုယ်တိုင်လာတောင်းတာဆိုတော့ယတိကြီးကလည်းရုတ်တရက်ဒီမင်းကလေးဟာခွေးမလေးပါလို့ပြောမထွက်ဘူး။ဒါပေမဲ့မင်းကြီးကိုမြတ်တော်မင်းကြီးအကျွန်ုပ်ဤသမီးဖြစ်သူဒီမင်းကလေးဟာဖြင့်တော်ရင်းသူအရှင်ဝိုင်းကလေးဖြစ်ပါတယ်။ဒါကြောင့်အရှင်မင်းကြီးတို့နန်းတွင်ရောက်တဲ့အခါတစုံတရာအဖြစ်ကျူးလွန်မိခဲ့ပါလျင်တနာသောအဖြစ်အပြစ်မှခွင့်လွှတ်တော်မူပါလို့မှာကြားလိုက်ပါသေးတယ်။ဘရင်ကြီးကလည်းနောင်ခါလာနောင်ခါစေအခုလောလောဆယ်ဒီမင်းကလေးကိုရရင်ပြီးရောဆိုပြီးခွင့်လွှတ်မှာဖြစ်ကြောင်းပြောပြီးမင်းကလေးကိုခေါ်သွားပါလေရော။ယတိကြီးကဘရင်ကြီးကိုမှာကြားပြီးတဲ့နောက်ခွေးမင်းကလေးကိုချစ်သမီးမြင့်မြတ်တဲ့နေရာရောက်ရင်မြင့်မြတ်တဲ့စိတ်မွေးပါဆိုပြီးမှာကြားရပြန်ပါတယ်။ခွေးမင်းကလေးကလည်းကောင်းပါပြီအဘရဲ့အသေးကြီးဆိုပြီးဘရင်ကြီးရဲ့နန်းတော်ကိုလိုက်သွားပါတဲ့နန်းတော်ထဲရောက်သွားတဲ့ခွေးမင်းကလေးဟာအရာရာအထူးဆန်းတွေကြီးမှုအံပနန်းဖြစ်နေတာပေါ့ဘရင်ကြီးကလည်းသူ့ကိုတင်ကြားစရာရှိတာတင်ကြားစီပြီးနောက်အခမ်းအနားနဲ့မိဖုရားမြောက်လိုက်တဲ့ကုသိုလ်ကံများအကျိုးပေးခြင်းတော့နေရင်ထိုင်ရင်ခွေးကနေမိဖုရားကြီးဖြစ်သွားတာပေါ့ခွေးမိဖုရားကြီးဟာနန်းတော်ထဲမှာနေရထိုင်ရအားလုံးအဆင်ပြေပေမဲ့တစုံတစ်ခုကြောင့်စိတ်ထဲနေမထိထိုင်မထိဖြစ်နေပါတယ်။ဘာလဲဆိုတော့သူဟာခွေးဘဝကလာသူဖြစ်တဲ့အတွက်နန်းတော်ထဲမှာချွတ်ထားတဲ့ခြေနှင်းဖနက်တွေကိုမြင်တဲ့အခါဒီဖနက်တွေရဲ့တရေနန်းကသူ့ကိုဆွဲဆောင်နေပြီးဖနက်တရေတွေကိုကိုက်ချင်စိတ်ကိုမနှဲအောင်ဤထားရလို့ပါပဲ။ဒီလိုနဲ့လူချေတိတ်တဲ့တညမှာတော့သူစိတ်ကိုမထိန်နိုင်တော့တာနဲ့ခြေနှင်းဖနက်တွေချွတ်ထားတဲ့နေရာကိုအမြန်သွားပြီးအာသာပြေအောင်ဖနက်တွေတရံပြီးတရံကိုက်ဝါပါလေရော။မနက်မိုးလင်းတော့ဖနက်ကြီးတို့တွေမြင်တဲ့အခါနန်းတော်ထဲမှာကြက်တီးနဲ့ပေါ့ဘဲကခွေးလေခွေးလွင်းကဝင်ပြီးငါတို့ဖနက်တွေကိုကိုက်သွားတယ်လဲဆိုပြီးနန်းတော်တစ်ခုလုံးအုံးကြွကြွနဲ့ဖြစ်နေတယ်နန်းတော်ထဲရှိသမျှခွေးလေခွေးလွင်းတွေဖယ်ရှားပစ်ပေမဲ့နောက်တညမှာလဲဖနက်တွေကိုက်ခံရပြန်တာပဲဒီတော့မဖြစ်ချေဘူးမူးကြီးမရတွေကဖနက်စားတဲ့ခွေးကိုညဘက်ဆောင်ဖမ်းဖို့စီစဉ်ကြတာပေါ့ဒါကိုတီးတဲ့ခွေးမိဖုရားကြီးဟာဖနက်မစားမိအောင်စိတ်ထိန်းတာပါပဲဒါပေမဲ့ဗီဇဆိုတာတော်ယုံနဲ့ဖြောက်လို့ရတာမှမဟုတ်ပဲဆန္ဒဆိုတာလဲထင်းချုပ်ဖို့ခက်တယ်ညရောက်တော့ခွေးမိဖုရားကြီးဟာသူ့စိတ်ကိုသူမလွန်ဆန်နိုင်ပြန်ဘူးသွားရည်တမြတ်မြပါဇက်တပြင်းပြင်းနဲ့ဖနက်တွေစီရောက်သွားပြန်တာပဲခွေးလာကိုသာစောင့်နေတဲ့မှုမတ်တွေဟာခွေးမိဖုရားကြီးကိုတော့မတတိထားမိမှာတော့ဒီလိုနဲ့နောက်တညဖနက်တွေကြိုက်ခံလိုက်ရပြန်ပါလေရောဒီလိုခဏဖြစ်လာတော့ဘရင်ကြီးနာကိုဒီသတင်းပေါက်ကြားသွားတာဘရင်ကြီးကဖနက်ကြိုက်တော့ခွေးနေနေရေးကော်မတီဖွဲ့စည်းစေပြီးဒီခွေးကိုမိအောင်ဖမ်းနိုင်ရင်ဖမ်းမဖမ်းနိုင်ရင်မင်းတို့ကိုပြစ်ဒဏ်ပေးမယ်လို့အမိန့်ချမှတ်လိုက်ပါတယ်နန်းတော်ထဲမှာခွေးနေနေရေးကော်မတီကနေဆိုင်ညဆိုင်နဲ့ချောင်းဖမ်းဖို့ကင်းဆောင်ကြတဲ့အခါညတကောင်ကျော်လောက်လဲရောက်ချိန်ခွေးမိဖုရားကြီးကကုတ်ကုတ်နဲ့ထွက်လာပြီးဖနက်တွေကြိုက်ဝါနေတာကိုချောင်းနေတဲ့မှုမတ်တွေကတွေ့သွားတော့တယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းရမ်းကြတယ်ဘလို့လောက်ကြမလဲတကယ်မိခဲ့ပဲဘရင်ကြီးကိုဘလို့လျှောက်တင်မလဲဖနက်တွေကိုက်နေတဲ့ခွေးကိုမမိရင်လဲငါတို့မှာပြစ်ဒဏ်ခံရပေအောင်မည်ဖနက်စားတာမိဖုရားကြီးပါလို့ပြောရင်လဲငါတို့ကိုမဟုတ်တာရှောက်ပြောသည်ဟုထင်ပြီးအပြစ်ပေးပေအောင်မည်ဟုဆိုကခွေးနေနေရေးကော်မတီမှာအကြက်ရိုက်နေတယ်ဒီလိုနဲ့မနက်မိုးလင်းတော့ညီလာခံမှာဘရင်ကြီးကမေးပါတယ်ကဲဘလို့လဲဖနက်ကြိုက်တဲ့ခွေးကိုမိပြီလားပေါ့ခွေးမိဖုရားကလည်းနံဘေးနားမှာခစားရင်မှုမတ်တွေဘလို့များဖြေမလဲလို့ရင်တထိတ်ထိတ်နေပေါ့မှုမတ်တယောက်ကပြဝစ်ခစားနေရင်ကမှန်လှပါဖနက်စားတဲ့ခွေးဟာကျွန်တော်မျိုးတို့ထက်ဘုံကံမြင့်မားတဲ့သူဖြစ်နေတာကြောင့်ကျွန်တော်မျိုးတို့တွေ့တော်လဲဖမ်းလို့မမိပါဖုရားလို့ရှောက်တယ်တော့ဘရင်ကြီးလဲဒါဖြင့်ငါကိုယ်တော်မြတ်ကိုယ်တိုင်ဖမ်းမယ်လို့မိန့်တော်မူလိုက်ပါတဲ့အဲ့ဒီညမှာတော့ခွေးမိဖုရားကြီးဟာဘရင်ကြီးနဲ့အတူအိယာညောင်ဆောင်ထက်မှာလဲလျောင်းနေရပေမဲ့အိတ်မပြောနိုင်ဘူး
ဒီညဖို့ဖနှက်မစားဘဲနေကောင်းမလားတော့တွေးမိပါရဲ့သို့တော်လည်းရတဲ့တနာရဲ့အလိုကိုမလွန်ဆန်နိုင်ပေဘူးခဏနေတော့ဘရင်ကြီးအိပ်ပျော်သွားပြီးအထင်နဲ့တိတ်တိတ်လေးအိပ်ယာကထားပြီးဖနှက်တွေရှိရာစီကိုသွားတယ်တကယ်တော့ဘရင်ကြီးကအိတ်ချင်အောင်ဆောင်နေတာပါခွေးမိဖျားကြီးထသွားတာနဲ့သူကနောက်ကအตาလေးလိုက်သွားပြီးချောင်းကြည့်တဲ့အခါခွေးမိဖျားကြီးဟာဖနှက်တွေကိုအားရပါရကြိုက်ဝါနေတာမျက်ဝါးထင်ထင်မြင်လိုက်ရတယ်ဒီမြင်ကွင်းကြောင့်အံ့အားသင့်ပြီးဖင်ခတ်နဲ့အာမေတိတ်ထွက်သွားတော့ဘရင်ကြီးလိုက်ချောင်းနေဆိုတာခွေးမိဖျားကြီးလည်းတည်သွားတော့တာပေါ့ဒါပေမဲ့ဘရင်ကြီးဟာအตาလေးလှည့်ထွက်ပြီးအိပ်ရာထဲပြန်သွားခွေနေပြီးတက်ပြင်းကြီးတွေတခြားခြားနဲ့တညလုံးမအိပ်နိုင်တော့ဘူးဒီမိန်းကလေးရဲ့အကျင့်ဟာဆိုးလာကြည်လားဒါကြောင့်ယတိကြီးကငါ့ကိုမှားတာနေမှာဘယ်လိုလုပ်ရမလဲဆက်ထားပြန်ရင်လည်းရှိရှိသမျှဖနှက်တွေမီးတို့တွေကြီးဖြစ်ကုန်မဲ့အပြင်အကြောင်းသိနေတဲ့မှုမတ်တွေရဲ့ကဲ့ရဲ့စရာဖြစ်အောင်မယ်ပြစ်ဒဏ်ပေးပြန်ရင်လည်းယတိကြီးကိုဂရိဖြစ်ရာကြမယ်စသဖြင့်တောင်တွေးမြောက်တွေးစိတ်မအေးနိုင်ဖြစ်နေပါတော့တယ်ခွေးမိဖျားကြီးမှာတော့ဘရင်ကြီးတော့ငါဖနှက်ကြိုက်တာတည်သွားပြီးငါအကြောင်းယတိကြီးကိုသွားမေးပြီးငါဟာခွေးမှန်းတည်ရင်ငါကိုတတ်မှာပဲဒီတော့ငါကအရင်ယတိကြီးစီသွားပြီးငါအကြောင်းမဖော်နိုင်အောင်တက်ပြစ်ရမယ်လို့မိုင်မဲစွာတွေးပြီးမိုးမလင်းခင်ပဲနန်းတော်တွေကထွက်ပြီးယတိကြီးရဲ့ကြောင်းတင်ခန်းစီအပြေးလွှားသွားပါတော့တယ်ယတိကြီးဟာဇန်အပြီးမြင်ရထားသူဆိုတော့ခွေးမိဖျားကြီးသူ့ကိုတက်ဖို့လာနေတာကိုသွားမြင်နေဒါနဲ့ပဲအော်ငါသနာပြီးကယ်ထားတဲ့သူကငါ့ကိုတက်ဖို့လာနေပြီးမိုင်မဲလေစွအင်းတတော်ဝါတစ်ခုကန်တစ်ခုပဲလို့စိတ်ထဲတွေးလိုက်မိတာနဲ့ပြုံးဆိုမိဖုရားအသွင်ကနေမူလနာကိုအတိုင်းခွေးဘဝပူပြောင်းသွားပြီးဘဝနှစ်ခုအခုလန်ခီ6ကန်းပါတဲ့လိမ့်ကျတေးဆုံးသွားပါတော့တယ်မြင့်မြတ်တဲ့နေရာရောက်ရင်မြင့်မြတ်တဲ့စိတ်ထားတက်ရမယ်ဆိုတဲ့ယတိကြီးရဲ့မိန့်ကြားချက်ကိုနားမထောင်တဲ့အတွက်ခွေးမလေးဟာခုလိုဒုက္ခရောက်ရတယ်တွေးခေါ်အမျော်မြင်စင်ကြင်ဉာဏ်နဲ့ပါတဲ့သူမျိုးကိုတော့ဘလို့ကြီးမားတဲ့ကယုဏနဲ့မှမြင့်တင်ပေးလို့မှမရပါဘူးမြင့်တဲ့နေရာရောက်နေပေမဲ့ခွေးစိတ်မပြောက်ရင်တော့ဒုက္ခရောက်ဖို့ပဲရှိပါမယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုတင်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe နှိပ်ပေးသွားပါဦးနော်